မိတ်ဆွေတို့ရေကန်ဆိုးတယ်ဆိုတာဘာလဲဗျာမိုးရွာတဲ့ထီးမပါတာလားဒါမှမဟုတ်ထီထိုးကနီးမှာစိုက်ပိတ်ထွာတာလားအိုးဒါတွေကဒီလူကြုံခဲ့ရတာနဲ့ရင်ရဲဘာမှမဟုတ်ပါဘူးသူ့နာမည်ကစွတ်တော်မူယာမာဂူချီကမ္ဘာပြတ်မဲ့နှီးကို3ရက်အတွင်းမှာ2ခါတိတိကြုံခဲ့ရပြီးတီမင်းနဲ့2ကြိမ်တိုင်းတိုင်းမျက်နှာချင်းဆိုင်တွေ့ခဲ့ရသူပါဒီလူဟာကမ္ဘာကန်အစိုးဆုံးလူလားဒါမှမဟုတ်ကမ္ဘာကန်အကောင်းဆုံးလူလားသူ့ရဲ့မယုံနိုင်စရာဇလန်းကိုအခုပဲစလိုက်ကြရအောင်အချင်းက1945ခုနှစ်ဩဂုတ်လ6ရက်နေ့မနက်ခင်းမှာယာမာဂူချီဟာအလုပ်ကိစ္စနဲ့ဟီရိုရှီမာမြို့ကိုရောက်နေတာ3လလောက်ရှိပါပြီဒီနေ့ကတော့သူအိမ်ပြန်ရမယ့်နေ့ပေါ့သူ့ဇာတိမြေသူ့မိသားစုရှိတဲ့နာဂါဆာကီမြို့ကိုပြန်ရတော့မယ်ဆိုပြီးသူပျော်နေခဲ့ပါတယ်ဒါပေမဲ့မနေ့8:15မိနစ်မှာတော့သူ့ကန်ကြမာကကျွမ်းထိုးမောက်ခုံထွက်သွားခဲ့ပါပြီကောင်းကင်ပေါ်မှာလေရင်တန်ကြားလိုက်ပြီးတိတ်မကြပါဘူးရုတ်တရက်ကောင်းကင်တစ်ခုလုံးလင်းထိန်သွားတယ်ဘလောက်တောင်လင်းတယ်လဲဆိုရင်နေမင်းကြီးမြေကြီးပေါ်ပြုတ်ကျလာတယ်လို့ပါပဲတဲ့အဲ့ဒါကတော့ Little Boy လို့ခေါ်တဲ့ပထမဆုံးအနုမြူပုံးပေါ့အတန်ထက်မြန်တဲ့ပောက်ကွဲမှုလိုင်းကသူ့ကိုလွင့်စင်သွားစေတယ်အပူရှိန်ကြောင့်အသားတွေလောင်ကျွမ်းနားစီတွေပေါက်ထွက်မတတ်ဖြစ်ပြီးတတိမေ့သွားခဲ့တယ်သူပြန်နိုးလာတဲ့အချိန်မှာတော့ဟီရိုရှီမာမြို့ကြီးမရှိတော့ပါဘူးနေရာတိုင်းမှာမီးတွေလောင်အလောင်းတွေပြန့်ကျဲပြီးငရဲပြီးဖြစ်နေပါပြီဒါပေမဲ့အန်ဩစရာကောင်းတာကယာမာဂူချီမသေးခဲ့ပါဘူးသူခန္ဓာကိုယ်အနောက်မှာဒဏ်ရာတွေပြင်းပြင်းထန်ထန်ရထားပေမဲ့သူအသက်ရှင်ဖို့ကြိုးစားခဲ့တယ်ငါအိမ်ရှိတဲ့နာဂါဆာကီကိုပြန်ရောက်ရင်တော့ငါလွတ်ပြီးကွာဆိုတဲ့စိတ်နဲ့ပေါ့နောက်တနေ့မှာပဲဒဏ်ရာတွေပြတ်ပွားနဲ့ယထာစီးပြီးနာဂါဆာကီကိုပြန်ပြေးလာခဲ့တယ်သူထင်တာကတော့ငရဲခန်းကနေလွတ်မြောက်လာပြီပေါ့ဗျာဩဂုတ်လ9ရက်နေ့ဟီရိုရှီမာထရက်ဆိုးပြီးလို့3ရက်အကြာမှာပေါ့ယာမာဂူချီဟာလူကဒဏ်ရာတွေနဲ့နာကျင်နေပြီမဲ့ဂျပန်လူမျိုးပြည်ပြီးအလုံးမပြတ်ကွက်ပါဘူးမနက်ခင်းရုံးကိုရောက်လာတယ်သူတတိကသူ့ပုံစံကိုကြည့်ပြီးမေးတာပေါ့ဟီရိုရှီမာမှာဘာဖြစ်ခဲ့တာလဲတဲ့ယာမာဂူချီကပြန်ပြောပြတယ်ဘုံတလုံးနဲ့ပါဆရာဘုံတလုံးနဲ့ကောင်းခင်တစ်ခုလုံးလင်းသွားပြီးမြို့ကြီးပြာကျသွားတာပါလို့သူတတိကရေလိုက်ပြီးမင်းယူညီလာယာမာဂူချီဟာဘုံတလုံးနဲ့မြို့တစ်မြို့လုံးပြတ်တယ်ဆိုတာဖြစ်နိုင်ပါမလားလို့ပြောလိုက်တယ်ကန်ကြမာရဲ့လောင်ပြောင်မှုကအဲ့ဒီမှာစတာပါပဲတထေးရဲ့စကားတော်မဆုံးသေးဘူးရုံကန်းပဒင်းပေါက်အပြန်ဘက်မှာဝုံဆိုတဲ့အတန်နဲ့အတူဒုတိယမြောက်အလင်းရောင်ကြီးပေါ်လာပြန်ပါပြီအမေရိကန်နဲ့ဒုတိယမြောက်အနုမြူပုံ Fat Man ကိုနာဂါဆာကီမြို့ပေါ်ကျဲချလိုက်တာပါမယုံလိုက်စရာကောင်းတာကယာမာဂူချီဟာအနုမြူပုံရဲ့ဘာဟိုချဲ3ကီလိုမီတာပတ်လည်မှာပဲရှိနေခဲ့ပြန်ပါတယ်လူတစ်ယောက်ဟာတဘဝလုံးမှာဘုံတစ်လုံးမှန်ဖို့တောင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီလူကတော့ကဘာပြက်စင်မဲ့အနုမြူပုံနှလုံးစလုံးကို3ရက်အတွင်းမှာ2ခါခံခဲ့ရပါတယ်ဒါပေမဲ့ပိုပြီးထူးခြားတာကသူအသက်ရှင်ခဲ့တယ်ဗျာစပင်ရီကျွတ်အော်အန်ဒန်ယာရီပြင်းထန်နေပြီမဲ့ယာမာဂူချီအားအတိနောက်ပိုင်းအသက်93နှစ်အထိကြမ်းကြမ်းမာမာနေထိုင်သွားခဲ့ပါတယ်သိပ္ပံပညာရှင်တွေကတော့သူ့ရဲ့ DNA ကဓာတ်ရောင်ကြီးတန်းကိုခံနိုင်ရရှိအောင်တနည်းနာနဲ့ပြောင်းလဲသွားတာထင်မယ်လို့ယူဆကြတယ်အစိုးရကလည်းသူ့ကိုနီဂျူဟီဘာခုရှာနှစ်ကျင်းတိုင်းဘုံတန်တင်သူဆိုတဲ့ဂုံပုတ်နဲ့အတိအမှတ်ပြုခဲ့ပါတယ်ကဲမိတ်ဆွေတို့မိုက်ချက်ဖက်ကြီးကခေါင်းမရှိပဲအသက်ရှင်ခဲ့တယ်လို့ယာမာဂူချီကလည်းအနုမြူပုံနှလုံးကြားကနေအသက်ရှင်ခဲ့ပါတယ်လူသားတွေရဲ့ရှင်ထန်ခြင်းစိတ်ကတကယ်ကိုအံ့ဩဖွယ်ပါတယ်နောက်ထပ်ဒီလိုထူးဆန်းထွေလာဘသူတွေသိချင်ရင်တော့ channel လေးကို subscribe လုပ်ထားကြနော်နောက်ဗီဒီယိုမှာတွေ့ကြမယ်ဗျာ